LNPE နီကုန်းနှင့်ပြန်လည်စုသိမ်းခြင်းကတိတော်ရေရမီ40အခန်း34မှ39အခြေပြုယနေ့ကမ္ဘာသတင်းစာမျက်နှာတွေကိုကြည့်လိုက်ရင်အရှိအလယ်ပိုင်းဒေသရဲ့တင်းမာမှုတွေဟာအရှိန်ဟုန်အမြင့်ဆုံးကိုရောက်ရှိနေတာကိုတွေ့ရပါလိမ့်မယ်။အစ္စရေးအမေရိကန်နဲ့အီရန်တို့ကြားကအားပြိုင်မှုတွေထိပ်တန်းခေါင်းဆောင်တွေရဲ့ရုတ်တရက်ကွယ်လွန်မှုတွေဟာနိုင်ငံရေးလေးလာသူတွေအတွက်တင်မကပဲရှေးဟောင်းကျမ်းစာလာပရောဖက်ပြုချက်တွေကိုစောင့်ကြည့်နေသူတွေအတွက်ပါအထူးဆင်ခြင်စရာဖြစ်လာပါတယ်။အပြောင်းလဲများကြားကအီရန်ဟာရှေးခေါ် LNP ဖြစ်ပါတယ်။လွန်ခဲ့တဲ့2024ခုနှစ်မေလတုန်းကအီရန်သမ္မတအီဘရာဟင်ရိုင်စီရုတ်တရက်ဟယ်လီကော်ပတာပြက်ကျဒေဆုံးခဲ့မှုဟာကမ္ဘာကိုတုန်လှုပ်စေခဲ့ပါတယ်။ရှေးဟောင်းကျမ်းစာဖြစ်တဲ့ရေရမီ49အခန်း38မှာငါသည် LNP နာငါပလက်လင်ကိုတည်ရေးမင်းနှင့်မူးမတ်တို့ကိုဖျက်ဆီးမည်ဆိုတဲ့စာသားရှိပါတယ်။ဒီနေရာမှာဖျက်ဆီးခြင်းဆိုတာဟာမတည်မြဲတဲ့လောကီအာဏာစနစ်တွေတုန်လှုပ်သွားပြီးဖျားသခင်ရဲ့အချုပ်အခြာအာဏာကိုလူသားတွေသိမြင်လာစေဖို့လမ်းဖွင့်ပေးခြင်းလို့နားလည်နိုင်ပါတယ်။ခရစ်ယာန်ယုံကြည်သူတွေအနေနဲ့အစ္စရေးနိုင်ငံကိုအလေးထားတာဟာနိုင်ငံရေးအရဗက်လိုက်တာထက်ဖျားသခင်ရဲ့ဂတိတော်အပေါ်ယုံကြည်တာကြောင့်ဖြစ်ပါတယ်။ကမ္ဘာဦးကျမ်းဆက်နှစ်အခန်း3အရာအစ္စရေးကိုကောင်းကြီးပေးသူဟာကောင်းကြီးခံစားရပြီးကျိန်ဆဲသူဟာကျိန်ဆဲခြင်းခံရမယ်လို့ဂတိတော်ရှိပါတယ်။ဖျားသခင်ဟာလူမျိုးတစ်မျိုးကိုပဲချစ်တာမဟုတ်ပဲလူသားအလုံးကိုချစ်တော်မူပါတယ်။ယူကရိန်းမြန်မာအစ္စရေးဖြစ်စေအမေရိကန်ဖြစ်စေအီရန်ဖြစ်စေအပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာဆုံးရှုံးနေရတဲ့စစ်ပွဲတိုင်းဟာဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တွေပါ။မျော်လင့်ချက်အလင်းရေရမီ49အခန်း39ပါတိုးရာတွင်တိမ်သွားခြင်းကိုခံရသောအီလန်မျိုးသားတို့ကိုနောင်လာကာလနာငါဆောင်ခဲ့ဦးမည်ဟုထာဝရဘုရားမိန့်တော်မူ၏လို့ဆိုထားပါတယ်။အန်ဒါစရာကောင်းတာကအီရန်နိုင်ငံအတွင်းမှာစစ်မီးတွေတောက်နေပေမဲ့ထောင်ပေါင်းများစွာသောပြည်သူတွေဟာယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လာကြပြီးကမ္ဘာပေါ်မှာခရစ်ယာန်ဘာသာတိုးတက်မှုအမြန်ဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ဒီနေ့ကမ္ဘာအရေးခင်းတွေကိုကြည့်ပြီးကျွန်တော်တို့ယင်ထဲမှာကြံရမှာကကြောက်ရွံ့ခြင်းမဟုတ်ပဲနိုးကြားခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာပရောဖက်ပြုချက်တွေပြည့်စုံနေတဲ့နောက်ဆုံးသောကာလရဲ့အနည်းဆုံးအချိန်ကိုရောက်နေပါပြီ။လောကီအာဏာတွေဟာတဖြည်းဖြည်းပြတ်သုံးသွားမှာဖြစ်ပေမဲ့ဖျားသခင်ရဲ့နိုင်ငံတော်ကတော့ထာဝရတည်မြဲနေမှာပါ။ဒီအခြေအနေတွေကိုကြည့်ပြီးကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပိုမိုခိုင်မာစေဖို့နဲ့တကမ္ဘာလုံးကစစ်ဘေးသင့်ဝိညာဉ်များအတွက်